ဘလို့ကျွန်တော်ကုလို့ဝက်ချံမပြောက်ဘူးကျွန်တော်ပြောက်မယ်လို့ပြောမိလို့လားပြောက်ကိုပြောက်ပါမယ်လို့အာမခံမိလို့လားအားလေးတစ်ချက်ပြောပါဦးဝက်ချံရဲ့သဘောကကျွန်တော်ပြောပြမယ်ကျွန်တော်ကုသည်ဖြစ်စေကျွန်တော်မကုသည်ဖြစ်စေသူ့ဘာနဲ့သူ10ယောက်မှာ9ယောက်ကကုစရာမလိုဘဲနဲ့ပြောက်တယ်ကိုဘာနဲ့ကိုလက်ရားတာရှောက်လုတာပြဿနာတွေရှောက်ရှာနေတယ်ဆိုရင်အဲ့ဒါကုတဲ့လူတွေဘက်ကိုရောက်သွားသူကနဲ့သူကံကောင်းမဲ့ကိစ္စမှာကံမကောင်းအောင်လုပ်တာကကိုအပြစ်အဲ့လိုကြတော့မှကုဖို့လိုတယ်ဆိုပြီးကျွန်တော်လက်ထဲရောက်လာတဲ့အချိန်ကြတော့ကျွန်တော်ကုတဲ့အချိန်မှာမပြောက်ဘူးဆိုပြီးဖြစ်တာကလည်းကျွန်တော်အပြစ်တော့မဟုတ်ဘူးသူကနဲ့သူကံမကောင်းတာဘာကြောင့်လဲဆိုတော့ဝက်ချံရဲ့သဘောမှာကကုတဲ့လူတွေရဲ့10ယောက်မှာ9ယောက်ကပျောက်တယ်ဒါပေမဲ့10ယောက်မှာ9ယောက်ပျောက်တယ်ဆိုပေမဲ့10ယောက်မှာ10ယောက်လုံးနီးပါးကိုပျောက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဝက်ချံကသူကအစီကလန်းကြောင့်ဖြစ်တာပါဆိုတဲ့သူတေသနာတွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအစီကလန်းကိုထိန်းတဲ့လိန်ဆေးတွေအစီကလန်းကိုထိန်းတဲ့တောက်ဆေးတွေပေးပြီးတော့ပိုးဝင်ပိုးသက်ဆေးလေးတွေပေးပြီးတော့ကျွန်တော်တို့ကုလိုက်တဲ့အချိန်ကြတော့များသောအားဖြင့်ဝက်ချံသည်ဘယ်လိုပြောမလဲဝက်ချံမဟုတ်ဘူးကျွန်တော်လက်ထဲကချံလက်ချံအဲ့တော့ဘာလို့ဆိုတော့ကုလို့ပျောက်သွားတာများတယ်အဲ့တော့မပျောက်ဘူးဆိုတဲ့သူတွေကဘာကြောင့်စဉ်းစားလို့ရမလဲဆိုရင်နံပါတ်1ကျွန်တော်တို့ပေးတဲ့လိန်ဆေးတွေကိုပုံမှန်မလိန်လို့လားလို့စဉ်းစားလို့ရတယ်ဒါကကျွန်တော်ဘက်ကနေပြီးရန်တွေ့တဲ့စကားပေါ့နံပါတ်2ကကြတော့ကျွန်တော်ပေးတဲ့လိန်ဆေးတွေတောက်ဆေးတွေကအခုမပျောက်ဘူးဆိုတဲ့သူတွေနဲ့ရှင်လိုက်တဲ့အခါကျတော့ပျော့နေလို့လားဆိုလိုချင်တာကစင်ကိုသွားကြားထိုးတယ်နဲ့ထိုးနေတာလားလို့မေးလို့ရတယ်အဲ့တော့ဆိုလိုချင်တဲ့သဘောကအဲ့လိုအခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့ dose တိုးဖို့လိုအပ်တာမျိုးဖြစ်နိုင်တယ်ပြီးတော့နံပါတ်3ချက်အရင်တုန်းကလိန်ခဲ့တဲ့ပစ္စည်းတွေကတော်တော်ကိုဆိုးဆိုးရွားရွားပြဿနာတွေရှိခဲ့ဘူးလို့လားဆိုတာမျိုးစဉ်းစားအဲ့တော့အဲ့အရင်တုန်းကသုံးခဲ့တဲ့အထဲမှာ steroid ပါနေတာလားတခြား active ingredient ဘာတွေပါနေတာလဲဆိုတာကိုကျွန်တော်တို့သုံးသပ်ဖို့လည်းလိုအပ်တယ်နောက်နံပါတ်4ဘာလုပ်နေလဲကိုဘာနဲ့ကိုစဉ်းစားနော်ကျွန်တော်တို့ကုတဲ့အတိုင်းပျောက်မယ်ဆိုတာထက်ကျွန်တော်တို့နဲ့တွေ့တယ်ဆွေးနွေးတဲ့အချိန်ဒီ9မိနစ်လောက်ပဲရှိတာကျွန်တော်တို့အကြံပြုချက်ပြုလိုက်တဲ့အချိန်ကျရင်ကိုဘာနဲ့ကိုမိမိကိုအိမ်မှာဘာတွေလိုက်လုပ်နေလဲဆိုတဲ့ပုံမှာမူတည်သေးတာဟုတ်အဲ့တော့ကျွန်တော်တို့ဈေးကူးတဲ့အချိန်မှာဆရာဝန်ရဲ့အခန်းကဏ္ဍဒီ30-40%ရာခိုင်နှုန်းဖြစ်ပြီးတော့patient တွေရဲ့အခန်းကဏ္ဍဒီ60-90%ရာခိုင်နှုန်းဖြစ်တာဘာကြောင့်လဲဆိုတော့ကိုဟာနဲ့ကိုပြောက်အောင်လို့လိုက်ပြီးတော့ကုနေသလားလိုက်ပြီးဆောင်ရွက်နေသလားဆိုတဲ့ပုံစံပေါ်မှာမူတည်သေးတာအဲ့တော့ကျွန်တော်တို့ကဘာပဲခေါ်ကြည့်လို့ရလဲဆိုတော့ follow up အရာပြန်ပြီးစေကန်းပြဖို့အချိန်1လတန်ဒီ2လတန်ဒီပြန်ပြတဲ့အချိန်ကြရင်လိမ့်နေတဲ့လိမ့်စီတွေတေချာလိမ့်နေလားဒီကောင်တွေရဲ့ side effect တွေဘာများရနေလဲအဲ့ဒါကိုခေါ်ကြည့်ပြီးတော့ကျွန်တော်တို့ပြန်ပြီးချိန်ဆလိုက်တယ်ဆိုခဲ့ရင်ပါပေါ့နော်အခုခုနကဆရာကုတယ်ပျောက်လဲမပျောက်ဘူးဆိုတဲ့အရာရဲ့အဖြေဟာပေါ်လာမှသိကြတယ်ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်စေကန်းပြတဲ့အချိန်ကြရင်ကျွန်တော်တို့ကိုဆရာပေးတဲ့ဆေးတွေလင်းရဲ့သားနဲ့ပျောက်မနေဘူးဆရာပေးတဲ့တောက်တဲ့ဆေးတွေတောက်နေရဲ့သားနဲ့ပျောက်မနေဘူးအဲ့ဒါကိုကျွန်တော်တို့ရဲရဲတင်းတင်းပုံမှန်လင်းလင်းပြောတယ်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဘာဆက်လုပ်ရမလဲဆိုတာစဉ်းစားလို့ရနိုင်တယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့comment တွေမှာတို့အပြင်မှာတို့ပြောပြီးတော့ကျွန်တော်တို့စီကိုပြန်ပြီးတော့စေးစာရွက်စေးမှတ်တမ်းနဲ့ပြန်ချိန်ဆပြီးတော့ဆွေးနွေးမှုမလုပ်ဘူးဆိုရင်တော့လိုအပ်တဲ့ effect လိုမျိုးမရနိုင်ဘူးဆိုတာကျွန်တော်ကြိုပြီးတော့ပြောချင်ပါတယ်ဒါပေမဲ့မှတ်ထားရမှာတော့ဘလို့ယောဂမဆိုကုလို့ပျောက်တဲ့ယောဂတွေများတယ်ကုလို့ပျောက်နိုင်တယ်ဆိုပေမဲ့ကုလို့မပျောက်သွားတဲ့အခြေအနေမျိုးရှိနိုင်တယ်ဆိုတဲ့ဥစ္စာကိုလည်းခေါင်းထဲမှာမှတ်ထားဖို့ကိုလည်းကျွန်တော်အသိပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်